မင်္ဂလာပါကျွန်တော်ပြောသလိုပဲထူးခြားချက်ရှိရင်ထူးခြားချက်ရှိသလိုကျွန်တော်ကြေညာပေးမှာပါအမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကကြေညာချက်ထုတ်ပါပြီအဲကြောင့်ကျွန်တော်ပြောသလိုပဲမနေ့ဆန္ဒပြမယ်ပြည်သူများအတွက် share ပေးကြပါသူတို့သိတဲ့မှာလေကျွန်တော်ဒီနေ့ပြောထားသလိုပဲကျွန်တော်တို့အနောက်နိုင်ငံခေါင်းဆောင်များကတော့အရေးယူမှုစားပါပြီအဲ့ဒီကြေညာချက်ကိုကျွန်တော်လိုက်မှလည်းကျွန်တော် share ထားပြီးသားပါ RFA တို့ကလည်းပြောနေပါပြီအခုကျွန်တော်အသေးစိတ်ပါလာပြန်ပေးပါမယ်ကျွန်တော်ထုံးစံအတိုင်းကျွန်တော်အသေးစိတ်ပါလာပြန်ပေးပါပါသမ္မတဂျိုးဘိုင်ဒန်ရဲ့ကြေညာချက်စပါပြီကျွန်တော်ဒီနေ့ပြောထားသလိုပဲကျွန်တော်လည်းပန်ကြားထားတယ်ကမ္ဘာခေါင်းဆောင်များကလည်းပန်ကြားထားတယ်ဒီအတွက်ဒီကမ္ဘာခေါင်းဆောင်များကနေဖြစ်သောကျွန်တော်ဒီမိုကရေစီနိုင်ငံခေါင်းဆောင်သမ္မတဂျိုးဘိုင်ဒန်ရဲ့သူရဲ့ကတိစကားအရဒီနေ့အာဏာသိမ်းထားသောစစ်အစိုးရခေါင်းဆောင်များကိုတောင်းဆိုထားတယ်ပြီးတော့အရေးမှုတွေလည်းစပါပြီဒါဒီပဏာမအဆင့်ပဲရှိပါသေးတယ်တည်ချင်းသွားတော့မှာပါအဲ့တော့ကမ္ဘာခေါင်းဆောင်များကတကယ်ပြောနေတယ်ဆိုတဲ့အကြောင်းကမ္ဘာခေါင်းဆောင်များကလက်တွေ့ပြမှာပါသူနေ၎င်းကမ္ဘာခေါင်းဆောင်များကလည်းတရုတ်နိုင်ငံကိုဖိအားပေးနေပါလေမျိုးရဲ့လူကိုမျိုးပြောပါပြည်သူတွေကိုတနက်ပြောင်းမလှည့်ဘူးတရုတ်နိုင်ငံကိုလည်းဖိအားပေးနေပါလေအဲ့တော့သမ္မတဂျိုးဘိုင်ဒန်ကသူ့ရဲ့ကတိစကားများအတိုင်းဒီအစိုးရလက်ရှိအာဏာသိမ်းထားသောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပုဂ္ဂိုလ်များ၎င်းတို့ရဲ့ပိုင်ဆိုင်မှုများ1 billion ပါနော်1 billion ဒေါ်လာတွေအားလုံးကိုအမေရိကန်နိုင်ငံမှာထိန်းသိမ်းလိုက်ပါပြီ assets တွေအားလုံးကို seize လုပ်လိုက်ပါပြီဒါပထမတစ်ဆင့်ပဲရှိပါသေးတယ် export တွေအားလုံးလည်းစောင့်ကြည့်နေပါပြီမြန်မာနိုင်ငံပေးမဲ့အကူအညီများကိုရပ်တန့်ထားပြီးတော့ပြည်သူတွေများတဲ့အကူအညီဦးချမ်းမရေးတဲ့အကူအညီတွေပြည်သူတွေကိုပေးမဲ့အကူအညီများကိုတော့ဒါလိုက်သူတို့ပေးတော့မယ်လို့ပြောပါတယ်ပြည်သူတွေကိုတော့မထိခိုက်စေပါဘူးလို့ပြောသွားပါပြီပြီးတော့အထက်သိမ်းထားတော့နာမည်နဲ့အတိအကျပြောတာပါဒေါ်အောင်ဆန်းစုကြည်နဲ့ President ဝင်းမြင့်ကိုချက်ချင်းလွှတ်ပေးဖို့ထပ်ပြီးတောင်းဆိုပါတယ်ပြတ်သားပဲနော်အမေရိကန်သမ္မတတယောက်ရဲ့စကားကိုသူတို့ပေါ့သေးမထင်နဲ့အဲ့ဒီအမေရိကန်သမ္မတတယောက်ဒီအီရန်နိုင်ငံကိုမှုတ်ကျိတ်လိုက်တယ်ဆဒမ်ဟူစိန်ကိုမှုတ်ကျိတ်လိုက်တယ်လစ်ဗျားကောင်းဆောင်ကဒါဖီကိုမှုတ်ကျိတ်လိုက်တယ်အိုစမာဘင်လာဒင်ကိုမှုတ်ကျိတ်လိုက်တယ်တပ်သိတွေအများကြီးရှိပါတယ်ဒါဒေါ်နယ်ထရမ့်မဟုတ်ဘူးအမေရိကန်ပြန်လာပြီအဲ့ဒီတော့ကျွန်တော်တို့ဆန္ဒပြမဲ့မြန်မာနိုင်ငံမှာရှိသော generation Z မျိုးဆက်များသိဖို့အတွက်များများ share ပေးကြပါဒါတို့ကလေးတွေအားလုံးသိသင့်ပါတယ်ပြောချင်တာကကျွန်တော်တို့အနောက်နိုင်ငံများသည်အပြောမဟုတ်ပါဘူးလက်တွေ့လုပ်မှာပါပြည်သူရဲ့အာဏာကိုတနက်နဲ့ချိန်ချောက်တာကို21ကဘာကလက်မခံပါဘူးကျွန်တော်တို့ညီညီသားနဲ့ပဲစာပြီးဖိအားပေးတာပါပြောချင်တာကမြန်မာနိုင်ငံမှာရှိသောစီးပွားရေးသမားများကိုလိုနီများသိကြစဉ်းစားကြပါသူတို့ကမြန်မာနိုင်ငံမှာပူးပေါင်းနေကြသောချင်းရောကွန်မန်ကခေါင်းဆောင်များတပ်မှုများတိုင်ရင်မှုများပုံမှုများခရိုင်ရဲမှုများစဉ်းစားကြပါပါဇက်နဲ့ပြောနေတာမဟုတ်လက်တွေ့လာတော့မှာအဲ့တော့သူတို့ကောင်တိုင်းသားခေါင်းဆောင်များအပြောတာမဟုတ်ပါဘူးလက်တွေ့လောက်တော့မှာတော့ကိုက88ရလို့ပြီးမှညာစားဖို့မကြိုးစားနဲ့ကဘာကြီးကလက်မခံဘူးပြတ်သားကြပါအဲ့တော့ကျွန်တော်တို့အနောက်နိုင်ငံခေါင်းဆောင်ကတော့သူလုံနေတာစားလို့ပါပြီကျွန်တော်ဒါကြောင့်ပြောနေတယ်အမေရိကန်ကိုသွားပြီးတော့အထင်မသေးနဲ့အမေရိကန်ဒီတစ်ကမ္ဘာလုံးရဲ့စီးပွားရေးတွေကိုထိန်းထားတာ stock share စီအမေရိကန်မှာရှိတာသူတို့ကောင်ဘဏ်အကောင့်တွေအားလုံးဒီအမေရိကန်နိုင်ငံကမဖြတ်ပဲနဲ့ဘယ်သူမှသွားလို့မရဘူးအမေရိကန်နယူးယောက်ဘဏ်ကိုမဖြတ်ပဲနဲ့ကမ္ဘာမှာငွေကြေး transfer လုပ်လို့မရဘူးကျွန်တော်ဥပမာထပ်ပြောပြမယ်ကျွန်တော်စင်ကာပူနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံကိုပတ်စံလွှဲတယ်ဖြစ်စီစင်ကာပူဘဏ်တစ်ခုကဒို့ဒီမို့မလေးရှားဘဏ်ကိုလွှဲတယ်ဖြစ်စီဒို့ဒီမို့ UK နိုင်ငံကနေပြီးတော့စင်ကာပူကိုလွှဲတယ်ဖြစ်စီပထမဆုံးကျွန်တော်တို့အကောက်တူအကောက်ကနယူးယောက်ဘဏ်ကိုသွားတာပါနယူးယောက်ဘဏ်ကမှတစ်ဆင့်မြန်မာနိုင်ငံကိုသွားတာပါပြောချင်တဲ့သဘောတရားဒီကမ္ဘာလုံးမှာရှိသောဘဏ်များဒီနယူးယောက်ဘဏ်မှာအကောက်ပွင့်ထားတာ
That's how single one is below my man and flying. It is single banner, 2 commas, you don't New York banner, it is saying. It is Bamabiani, Bamabia pan, Bamabiale, New York Bama, point of it. New York Bama, person, young little bit of. You know, financial session, along with Josiah Gona. You know, so you let take up. Nimanning and Tanyomia, Visa G to you, Tawai, Visa G percent Lumiao, through Panari, through percent Lumiao, Tahari, a couple Lumiao. So the way Uma, Lana Machida Bama, Visa that you the Subazu. Bank on it be lying. Any bank on percent, New York Bank at the same thought to it. Nimanning and Tanyo swing, Mantoy be wow. Eddie to it, Eddie Chayas when say so amia tea. Tại nay là mà chỉ tại nhung đi cho nó visa chứ cash về lại khana, unity lại cash về lại khana, bank là mà khama bu, unity cũng là mà khama bu. Cho nên body American session à elok bien à. Thu ni là mà này mà chỉ đó long nghe xem ya, cho nó PO đi bắt sang đi chỉ để khama, ban du ban thôi luôn mà bu. Bởi vì đó along ban đi, thế các bạn along mà chỉ đó ban nhà đi, New York ban mà account quan hà đấy. Thế các bạn along bây giờ biểu, New York ban mà chỉ để account ở đây sẽ account transfer qua là. American ကဘာမှာအဲ့လောက်ထိလောက်တာအဲ့ဒါကိုတွန်းကန်ဖို့အတွက်တရုတ်နိုင်ငံကစူးစမ်းနေတယ်ဒါပေမဲ့မအောင်မြင်ဘူးဥရောပဘဏ်တွေကစူးစမ်းနေတယ်မအောင်မြင်ဘူး American session ကအဲ့ဒါနဲ့ကျွန်တော်တို့အီရန်ကိုတတ်ထားတာအဲ့ဒါနဲ့ကျွန်တော်တို့မြောက်ကိုရီးယားကိုတတ်ထားတာအဲ့ဒါနဲ့အခုကျွန်တော်တို့ရုရှားကိုထိန်းထားတာထုံးနေလေကောင်တရုတ်ကိုလည်းထိန်းထားတာဘာဖြစ်လို့လဲကမ္ဘာငွေကြေးစီးဆင်းမှုအားလာဒီအမေရိကန်ကပေါ်လာ US ဒေါ်လာဖြစ်တဲ့အတွက်အဲ့တော့လက်တွေ့လုပ်ပါပြီချင်း6တာမဟုတ်ပါဘူးဆိုတဲ့သဘောဒီကျွန်တော်ပြောသလိုပဲဒီလုပ်တယ်ဆိုတာတရားနဲ့တရားအပေးကြီးလုပ်တယ်ဆိုတာကိုယ်မှနိုင်ခွက်ရှိလို့အပေးကြီးလုပ်လို့ရတာအမေရိကန်ကသူ့နိုင်ခွက်နဲ့သူလုံးမှာဒါပေမဲ့သူငင်းငင်းချမ်းလုပ်တာပါအဲ့ဒါအားလုံးကိုကျွန်တော်တို့သိထားဖို့လိုအပ်တယ်ဒါကျွန်တော်တို့အတွက်ပထမအောင်ဝယ်စပါပြီကျွန်တော်တို့ရဲ့တကယ်ဥဆောင်ပေးမယ်ခေါင်းဆောင်စပြောပါပြီအဲ့တော့သူဘာပြောလဲဆိုတော့ကျွန်တော်အသေးစိတ်ဘာသာပြန်ပေးမယ်ကျွန်တော်ထုံးစံတိုင်းကျွန်တော်စကားမဟုတ်ပါဘူးအဲ့တော့ Facebook မှာလည်းကျွန်တော် share ထားပါတယ်သူဘာပြောလဲဆိုတာကိုသူဒီကောင် RFA ကလည်း share ထားပါပြီအဲ့တော့သူပြောတာကိုကျွန်တော်စပြီးနားထောင်ပါတော့မယ်အခုငါပြောမှာတော့တဲ့မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းတဲ့ကိစ္စကိုငါတုတ်ပြန်မှုတွေကိုငါဥပြောတော့မှာတဲ့သူကပထမအဖွင့်မှာအဲ့တော့မြန်မာနိုင်ငံမှာ democracy transition နော် democracy အသွင်ကူးပြောင်းရေးလုပ်နေတာငါတို့အမေရိကန်နိုင်ငံမှာရှိသောပါတီနှစ်ခုလုံးရဲ့အဓိကအရေးကြီးစိုးရိမ်ချက်ပဲတဲ့ပါတီနှစ်ခုလုံးပါတယ်နော်ပါတီနှစ်ခုလုံးပါတယ်ကျွန်တော်ပြောချင်တာကအဲ့တော့သူထပ်ပြောပြီးအထက်လွှတ်တော်အမတ်နော်ကျွန်တော်တို့ဒီဘာကင်အများလူများစုကောင်းလူများစုပါတီခေါင်းဆောင် Mitch McConnell လည်းအဲ့ဒီကိစ္စကိုအကြီးအကျယ်စိတ်ဝင်စားနေတယ်ပြောချင်တဲ့သဘောဒီအတိုက်ခံဖြစ်တဲ့အထက်လွှတ်တော်အမတ် Mitch McConnell ကလည်းစိတ်ဝင်စားတယ်ဒီမိုကရက်ကလည်းသူကဒီမိုကရက်သမ္မတဖြစ်တဲ့အတွက်ချက်ရှူမာစိတ်ဝင်စားတယ်ပါတီကြီးနှစ်ခုလုံးကသဘောထားတစ်ထက်တည်းပဲငါတို့တဲ့တကဘာလုံးမှာရှိသောကျွန်တော်ကနပြောတဲ့ exactly American ရဲ့မဟာမိတ်များနဲ့ close contact နော်အနီးကပ်ငါတို့ဆက်ဆံနေတယ်ဆက်သွယ်နေတယ်အထူးသဖြင့်တဲ့ Indo-Pacific region အရှေ့အာရှနိုင်ငံများအရှေ့တောင်အာရှနိုင်ငံများဒီကိုအဓိကငါတို့ area မဟာမိတ်တွေနဲ့ coordination သူပြောချင်တာနော်ကျွန်တော်ပြောလို့နော် coordination စုပေါင်းပြီးတော့ငါတို့ session ယူဖို့လို့အတွက်ငါတို့အသေးအံကြိုးစားနေတယ်တဲ့အဲ့တော့ strong
along Pientan, Kaimare, messaging up your man, Arunanga, Usam, you, your maid. Aro ilu Usamune, the Chagabanang and Yama Papa and Avi, immediate return to democracy. To Tawana Sagalono, American Tamaratia is a Gaba. Nangano Sima, Ocho Councima, Lujimia, Tishana Toma, Tota Kano Tishana Toma. Immediate return to democracy. Chechen democracy will be a baby. Last week, the United States helped bring together the UN Security Council. Bigger Epaga, United States, American, Soyaga, Security Council, and Joint Council, Mangaru, looked happy. Which issued a strong statement of support of Burmese Eddie, Joint Council, Tina Gemma, along Kaimare, along Piatare, the Manning and democracy, Jango, Naru Takamare, so that John, they Jangaru tape your happy. this week. We will use our renewed engagement on the Human Rights Council to strengthen the world's commitment to human rights in Burma. Today, Area again. Human Rights Council, American and Kulatomaga, Luke Council, Pian Labi. Human Rights Council, American and Ganikaba, Luke Council, and the same. Not a commitment to celebrate or celebrate Usami, not the same one. American and Ganibito, Gaba, Luke Council, and the same. The man and human rights issues in a Patabi, celebrate people, Nagura and Usami, Saloni. I again call on the Burmese military to immediately release the democratic political leaders. Nagu Tabi Council made Badugule military leader, Sick Council, go. Immediately release Chechen Chunjamashi political leader Nangai Council, Do Aung San Suu Kyi. And they're now detained, including Aung San Suu Kyi, and she is, and also Win Myint, the president. Do Aung San Suu Kyi ne Win Myint go. Chechen Chunjamashi Klopiba. Military must relinquish power it seized and demonstrate respect for the rule of the people of Burma, as expressed. Sitaga Chechen Anago Somba. Pido respect over the will of the people of Burma. Yamanangan Pidu Pidamia ye Sandago. Respect over Lizaba Lainava. The November 8th election. So today, Eddie Bama Pidu Pidamia Sandasura. November 8 election Mubura. Natal Nese, November Shiani Mashido, Yukawwe, Yaleto Sanda, Mama Pidu Pidamia Sandago. Lizaba, respect over. Immediate release. Chunjamashi Chechen, political leader of the country. Memanangan, Nangan Gauzon, Aung San Suu Kyi, Win Myint go. Chechen Shopiba. I'm announcing a series of actions that we're taking to begin imposing consequences on the Agung Achinabi, Naro, Satin Bido, Ashen Yubi. The U.S. government is taking steps to prevent the generals from improperly having access to the $1 billion of Burmese government funds held in the United States. And today, Any military coup, Sick Council Mao Biogene, Memanang Burmese military, Burmese fund $1 billion, Naro tending like be, 6 low like be. American and Machine, $1 billion, Naro 6 low like be. Ara Chechen Aro session lobby. It is another day about those Council Mia, Lagondo that Sassani do Siwa, including family member, Lagondo Mitazu Wimiago, Aro Chechen session lobby. we will identify at first round of targets this week. We're also going to post
အခုဒါ first round ပဲရှိသေးတယ်တဲ့ဒီပထမအပတ်ဒီအပတ်အတွက်ဒါပထမတစ်ချိန်ပဲစလုပ်တာနောက်ဖက် round တွေလာအောင်မယ်ပထမတစ်ချီပဲရှိသေးတယ်ကျွန်တော်ပြောသလိုဒုတိယချီတတိယချီတွေလာအောင်မှာပထမတစ်ချီနေတဲ့ဒါငါတို့စလုပ်လိုက်ပြီတဲ့ assets that benefit the Burmese government while maintaining our support for healthcare. အဲ့တော့မြန်မာအစိုးရကိုအကျိုးရှိစေမဲ့ကိစ္စရပ်များအားလုံးကိုငါတို့ဆက်ရှင်လုပ်ပြီးတဲ့ဒါပေမဲ့တဲ့ဟက်ကေနဲ့ပတ်သက်တာကျန်းမာရေးနဲ့ပတ်သက်တာတွေ Civil society groups and other areas civil society group တွေနော် NGO အဖွဲ့အစည်းတွေ benefit the people of Burma directly. အဲ့တော့ people of Burma benefit of the people of Burma directly မြန်မာနိုင်ငံပြည်သူပြည်သားများအကျိုးအတွက် direct တိုက်ရိုက်တက်ရောက်တဲ့ကိစ္စများမပါကျန်းမာရေးနဲ့ပတ်သက်တာ civil society တွေနဲ့ပတ်သက်တာမြန်မာနိုင်ငံသူပြည်သူပြည်သားများအကျိုးကို direct တက်ရောက်နေတော့ကိစ္စရပ်များမပါဘူးတဲ့သူ session ထဲမှာ Finally, as protests grow, violence against those asserting their democratic rights is unacceptable, and we're going to keep calling it out. The people of Burma are making their voices heard, and the world is watching. finally နောက်ဆုံးအနေနဲ့ငြိမ်းချမ်းစွာဆန္ဒပြနေတော့ပြည်သူများကို violence မလုပ်ပါနဲ့တဲ့ငါတို့ထပ်ပြောမှမယ်တဲ့ the war is watching တကဘာလုံးကစောင့်ကြည့်နေပါတယ်တဲ့ We'll be ready to impose additional measures အဲ့တော့ငါတို့အစင်သစ်ပဲနော်တဲ့နောက်ထပ် additional measure တွေငါတို့ဆက်လုပ်ဖို့ဆိုတဲ့သဘောဒီနောက်ထပ်အရေးယူမှုတွေအများကြီးဆက်လုပ်ဖို့အတွက်ငါတို့အစင်သစ်ဖြစ်နေပြီနော်တဲ့ဒါကြောင့်ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေရဲ့အသံတွေကိုပိတ်သွားဖို့အတွက်မင်းတို့ violence လုပ်ဖို့မကြိုးစားနဲ့တဲ့ငါတို့နောက်ထပ် second ဒုတိယကြီးတတိယကြီးသရုပ်တကြီး20ကြီးအချီတရားတောက်လျှောက်လုပ်ဖို့အတွက် ready အစင်သစ်ရှိနေပြီဆိုတာသတိထားတဲ့အမေရိကန်သမ္မတတရားကပြောတာနော် continue to work with our international partners to urge other nations to join us in the ဒါကြောင့်တကမ္ဘာလုံးမှာရှိတော့ငါတို့နိုင်ငံတကာငါတို့ရဲ့မိတ်ဆွေများပါတနာများအားလုံးငါတို့နဲ့အတူတူ join us ငါတို့နဲ့အတူလက်တွဲကြဖို့အခုငါတို့လုပ်နေတဲ့ effort စူးစမ်းမှုတွေကိုအခု session တွေကိုဝိုင်းဝန်းပူးပေါင်းခံစားဖို့လည်းငါတောင်းဆိုတာပြီးသားတဲ့ I thank you all. I wanted to have that statement before I got in the vehicle to go out to the Pentagon. အဲ့ဒါအားလုံးကိုကျေးဇူးပဲတဲ့အခုသူပင်တဂွန်သွားတော့မယ်တဲ့ကာကွယ်ရေးဝန်ကြီးဌာနကိုသူပင်တဂွန်တွေသွားမှာသူဘာထပ်ပြောမလဲတော့မသိဘူးအခုအရေးပေါ်အခုလိုသတင်းစာရှင်းလင်းပွဲခေါ်လိုက်ပြီးလာတဲ့သတင်းတော်များကိုကျေးဇူးတင်ပါတယ်တဲ့အခုသူပင်တဂွန်စစ်ဌာနချုပ်ကိုသွားတော့မှာတဲ့အဲ့လိုပဲသူပြောရတယ်အဲ့တော့ကျွန်တော်ပေးခြင်းတဲ့ message ဒီကျွန်တော်နေ့လည်ကပြောသလိုမျိုးကျွန်တော်တို့ဒီအလကားပြောနေတာမဟုတ်ပါဘူးကျွန်တော်ကမ္ဘာခေါင်းဆောင်များဒီကမ္ဘာမှာနှစ်ဖက်ပဲရှိပါတယ်မြန်မာနိုင်ငံပြည်သူပြည်သားများလည်းတရားစင်စားပါကမ္ဘာမှာနှစ်ဖက်ပဲရှိတယ်ကြားနေမရှိဘူးအရှေ့အုပ်စုတရုတ်ရုရှားဘက်ကိုပါမလားအနောက်အုပ်စု US UK ပြင်သစ် EU ဘက်ကိုပါမလားကနေဒါဩစတြေးလျတောင်ကိုရီးယားဂျပန်ဘက်ကိုပါမလားကြိုက်တဲ့ဘက်ကိုပါပါဆိုတဲ့သဘောဒီကမ္ဘာမှာစနစ်နှစ်ခုပဲရှိတယ်အဲဒီစနစ်တစ်ခုမှာကျွန်တော်တို့ဘက်ကတော့အခုကမ္ဘာပြည်သူများကတော့မြန်မာနိုင်ငံဒီ transition လို့ခေါ်တော့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်နေတဲ့အတွက်အပြည့်အဝထောက်ခံထားပြီးသားအဲ့ဒီအပြည့်အဝထောက်ခံထားတဲ့ဒီမိုကရေစီ transition ကိုလက်နက်အားကိုးနဲ့အကြောင်းမျိုးပြက၎င်းပြတဲ့အကြောင်းများကိုလည်းနေ့လည်ကကျွန်တော်ပြောသလိုကျွန်တော်တို့ပြည်သူများကခြေဖြတ်ထားပြီးသားတစ်ချက်ချင်းခြေဖြတ်ထားပြီးသားဖြစ်တဲ့အတွက်အာဏာကိုဆက်လက်ထိန်းသိမ်းစရာဘာမှအကြောင်းမရှိတော့ဘူးအဲ့ဒီအတွက်အမေရိကန်သမ္မတကမြန်မာနိုင်ငံရဲ့နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သူသုံးရတာအရင်လှတယ်နော်နိုင်ငံရေးခေါင်းဆောင်လို့သူသုံးရတာအတိုင်းပင်ကန်တော့မဟုတ်ဘူးမြန်မာနိုင်ငံရဲ့နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဝင်းမြစ်ကိုချက်ချင်းလွှတ်ပေးပါချွင်းချက်မရှိလွှတ်ပေးပါအဲ့ဒီအတွက်မင်းတို့ငါတို့ဂရိပေးထားတဲ့အတိုင်းငါတို့ first round မင်းတို့ငါတို့ session ကြပြီမြန်မာနိုင်ငံမှာရှိတဲ့ Burmese fan billion 1 billion ဒေါ်လာတန်းတစ်ထောင်ကိုတင်လိုက်သူတို့ထိန်းလိုက်ပြီထိုနည်း၎င်း
အာနာသိန်းထားသောစေအုပ်စုကောင်းဆောင်များ၎င်းတို့ရဲ့စီးပွားရေးအဆက်အသွယ်များပြီးတော့၎င်းတို့ရဲ့မိသားစုဝင်များအားလုံးကိုပြင်းထန်တဲ့ session ချလိုက်ပြီအဲ့ဒီထဲမှာမြန်မာနိုင်ငံမှာရှိသောကျန်းမာရေးနဲ့အခုကိုဗစ်ကာလမှာကျန်းမာရေးနဲ့ပြဿနာတွေ civil society တွေမပါဘူးသူပြတ်သားပြောရတယ်ပြီးတော့မြန်မာနိုင်ငံပြည်သူများကိုဓာတ်ရိုက်အကျိုးရှိစေသောကိစ္စရပ်များမပါဘူးအဲ့ဒါတွေသူတို့အကုန်ပေးမှာဆိုတဲ့သဘောဒီမြန်မာနိုင်ငံသူပြည်သူပြည်သားများကိုမထိခိုက်စေခြင်းဘူးသူတို့အများကြီးစဉ်းစားနေတယ်ဒါတွေကလည်း first round ပဲရှိသေးတယ်ငါတို့ဒီ second round တွေ third round တွေလာဖို့အတွက် ready ပဲဖြစ်တဲ့အတွက်မင်းတို့တွေချက်ချင်းဒီမိုကရေစီကို restore ပြန်လုပ်ပါချက်ချင်းဒီမိုကရေစီကိုပြန်အသက်သွင်းပါဆိုလိုချင်တဲ့သဘောဒီဒီမိုကရေစီအစိုးရလက်ထက်ကိုအာဏာအပ်ပါပြီးတော့ military ကောင်းဆောင်များမြန်မာနိုင်ငံပြည်သူပြည်သားများရဲ့ the will of the people of Burmese people Myanmar people the result of November 8 election 2020ရွေးကောက်ပွဲရလဒ်အရမြန်မာနိုင်ငံပြည်သူပြည်သားများရဲ့စံထားကိုမင်းတို့စစ်ကောင်းဆောင်များ respect လုပ်ပါကျွန်တော်ပြောပြီးသားလေဒါကြောင့်ကျွန်တော် performance ကိုလုပ်ခိုင်းတာဒါကြောင့်ကျွန်တော်ဒီလိုစံထားပြတာကြီးလုပ်ဖို့ပြောတာကဘာကလက်ခံလိုက်ပြီကျွန်တော်တို့လိုချင်တဲ့အထောက်အထားအကုန်ရပြီဆိုတဲ့သဘောဒီဝိဇုံမူကြီးမင်းအောင်လိုင်းဆွဆွဲသောအချက်များကိုကျွန်တော်တို့ပြည်သူတွေဖြည့်ရှင်းပြီးသွားပြီထပ်လည်းဖြည့်ရှင်းရအောင်ပါအဲ့ဒီအချက်တွေအရာသိကြသွားပြီကျွန်တော်တို့နိုင်ငံကိုအိန္ဒိယရေးပြဿနာလို့ပြောနေကြသောနိုင်ငံများကိုမြန်မာနိုင်ငံပြည်သူများကသူ့အိတ်တွေးရင်းကိုသူ့အိတ်တွေးရေးရသူတို့ဒီစစ်ကောင်းဆောင်လက်မခံဘူးဆိုတာလမ်းပေါ်မှာပြလိုက်ပြီးသူ့အိတ်တွေးရေးရကလည်းရလေသူတို့ဆွဆွဲတာမဟုတ်ပါဘူးဆိုတာကိုပြည်သူပြည်သားများပြလိုက်ပြီးဖြစ်တဲ့အတွက်ကမ္ဘာကောင်းဆောင်များကပြက်ပြက်သားသားရက်တည်လိုက်ပြီထပ်ပြီးထပ်ရက်တည်တယ်တတိလည်းပေးတယ်ချက်ချင်းအာဏာပြန်လွှတ်ပါချက်ချင်းအာဏာထက်ရောပါဒါနှစ်ကြိမ်ရှိပြီးပြောနေတာအမေရိကန်သမ္မတတယောက်ရဲ့ပါဇက်ကစကားပါအထင်မသေးပါနဲ့အီရက်ကိုအမှုတ်ကျိတ်ထားပြီးသားဆဒမ်ဟူစိန်ကိုဘလို့အမှုတ်ကျိတ်လိုက်တာလူတိုင်းသိတယ်ဂရာဖီကိုဘလို့အမှုတ်ကျိတ်လိုက်တာလူတိုင်းသိတယ်ဥစမာဘင်လာဒင်ကိုဘလို့အမှုတ်ကျိတ်လိုက်တာလူတိုင်းသိတယ်သူတို့မလုပ်ချင်သေးလို့အကြောင်းအရာတွေအများကြီးရှိသေးတယ်အဲကြောင့်သူပြောတာကသူတို့ ਨੇ ပတ်သက်သောနိုင်ငံတကာမှာရှိသောအဆက်အသွယ်များအားလုံးနဲ့သူတို့ပူးပေါင်းဆောင်ရွက်နေအထူးသဖြင့် Indo-Pacific ဌာနလို့သူပြောချင်တာအာဆီယံကိုပြောချင်တာအာဆီယံနဲ့လည်းသူတို့ပူးပေါင်းနေတယ်coordination စုပေါင်း session သူတို့ထပ်လုပ်မှာဒါဒီပထမ first round ပဲရှိသေးတယ်ဒါကြောင့်မြန်မာနိုင်ငံမှာရှိသောလုပ်ငန်းရှင်ကြီးများသေချာစဉ်းစားပါကျွန်တော်ပြောသလို military action ထက် financial action လာရင်အားလုံးဒုက္ခရောက်မှာပါလူကြီးမင်းတို့သိပါတယ်လူကြီးမင်းတို့ရဲ့ visa ကတ်တွေ bank ကတ်တွေဘာမှသုံးလို့မရတော့ပါဘူးဥမြန်မာနိုင်ငံမှာသုံးနေတဲ့ credit ကတ်တွေစိတ်ကူးမရင်နဲ့ American session ရုပ်လိုက်လို့ visa ကလာလုပ်ပေးထားလို့မြန်မာနိုင်ငံမှာ ban တွေမှာ credit ကတ်သုံးလို့ရတာမြန်မာနိုင်ငံစီးပွားရေးသမားတွေအကုန်သိတယ်လူကြီးမင်းတို့ credit ကတ်တွေစိတ်ကူးမရင်နဲ့တခါတည်းပိတ်သွားမှာအဲ့တော့လူကြီးမင်းတို့စီးပွားရေးလုပ်လို့နိုင်ငံတကာမှာသွားပြီးတော့ဒီဗမာပြည်ကကတ်တွေနဲ့သုံးဖို့မစင်စားနဲ့တော့လူကြီးမင်းတို့ဒီအမှောင်ခေတ်ကိုတကယ်ပြန်ရောက်မှာလူကြီးမင်းတို့ဒီပြက်ပြက်သားသားပြည်သူဘက်ကရက်တည်ရမယ်အချိန်ကြာပြီဒေါ်သက်ခိုင်ဒီလဲစီးပွားရေးသမားပါဒေါ်သက်ခိုင်သိပါတယ်သူစီးပွားရေးသမားပါလူကြီးမင်းတို့သေချာစဉ်းစားပါပါဇက်နဲ့ပြောနေတာမဟုတ်ဘူးလက်တွေလုပ်ပြနေပြီအဲ့ဒီဘန်နေတာတကယ်လို့အရေးယူဖို့နောက်တစ်ဆင့်ထပ်လာတော့မယ်နော်အခုကဒါပထမတစ်ဆင့်နဲ့စပေးတာဘန်နေတာတကယ်အရေးယူလိုက်ပြီဆိုမြန်မာနိုင်ငံမှာကျွန်တော်တို့ visa ကတ်သုံးဖို့ဆိုတာမစင်စားနဲ့တော့မြန်မာနိုင်ငံကနေနိုင်ငံခြားဘဏ်တွေကိုပတ်စံလွှဲဖို့ဆိုတာမကြိုးစားနဲ့တော့မြန်မာနိုင်ငံစီးပွားရေး export import တွေအားလုံးဒီတခိုးလမ်းကြောင်းမှောင်ခိုလမ်းကြောင်းစင်ကူကတစ်ဆင့်မြန်မာနိုင်ငံမှာရှိသောငွေလွှဲတွေကတစ်ဆင့်ပဲလူကြီးမျိုးတို့သွားတော့မှလူကြီးမျိုးတို့သိပါလေလူကြီးမျိုးဘယ်လောက်နင်းနာနေလဲဆိုတာတရုတ်ကတစ်ဆင့်ပဲလူကြီးမျိုးတခိုးလမ်းကြောင်းပဲသွားမှာလူကြီးမျိုးတို့တခိုးလမ်းကြောင်းနဲ့သွားမလားလူကြီးမျိုးတို့ကဘာကျော်တထေးကြီးများလုံးမလားကဘာနိုင်ငံကြီးများမှာအမေရိကန်နိုင်ငံနဲ့ပြည်လဲပြီးရင်းနှီးမြှုပ်နှံမှုတွေလုံးမလားလူကြီးမင်းတို့ရွေးချယ်ရမှာလူကြီးမင်းတို့လှုပ်လို့ဆက်ရှင်ပေးတာအမေရိကန်ကမြန်မာပြည်ကိုမတရားလုပ်နေတာမဟုတ်ဘူးမြန်မာနိုင်ငံကိုကူညီနေတာအနောက်နိုင်ငံများကမြန်မာပြည်ကိုမုံလို့ဆက်ရှင်ချတာမဟုတ်ဘူးမြန်မာနိုင်ငံကစစ်တပ်ကမတရားလုပ်လို့လူကြီးမင်းတို့ပူပေါင်းတဲ့လူတွေမတရားလုပ်လို့ပြည်သူတွေအတွက်သူတို့ကိုတန်ခတ်တာသူတို့ကိုဖိအားပေးနေတာအဲ့ဒီဖိအားပေးမှုအဆက်ဒီမြန်မာနိုင်ငံစီးပွားရေးကိုဓာတ်ရိုက်ထိခိုက်တော့မှာအဲ့ဒါလူကြီးမင်းတို့ဒါကြောင့်သူတို့ကတော့ financial session ကိုလည်းသူတို့စဉ်းစားနေသေးတာနောက်တစ်ဆင့်မှလုံးမှာသူနောက်ဆုံးအဆင့်မှသူတို့လုံးမှာဆိုလို့သဘောတည်ယနေ့မြန်မာနိုင်ငံသူနိုင်ငံသားများခံစားနေရတော့ credit card တွေဗန်နီကွန်တန်းတွေရော bank card တွေအဲ့ဒါတွေအားလုံးသွားမှာအကုန်သွားမှာဘယ်သူမှမကြည့်နဲ့မြောက်ကိုရီးယားကိုကြည့်ဘယ်လိုပိတ်ထားလဲဆိုတာအီရန်ကိုကြည့်လိုက်ပါဘယ်လိုပိတ်ထားလဲဆိုတာအမေရိကန်တကယ်လုပ်ရင်အီရန်နိုင်ငံပြိုလဲနေပြီမြောက်ကိုရီးယားဆိုတာပြောစရာတော့မရှိတော့ဘူးမှန်ပါလေအဲ့ဒါအားလုံးဒီမြန်မာနိုင်ငံမှာရှိသော
အခု10နှစ်တော့ဒီမိုကရေစီအရသာကိုခန်းစားနေကြတော့ကုမ္ပဏီကြီးများ၎င်းတို့သားသမီးများခရိုနီကြီးများလုပ်ငန်းရှင်ကြီးများရွှေဆိုင်လုပ်ငန်းရှင်ကြီးများဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများစီးပွားရေးလုပ်ငန်းရှင်များဆန်စပါးလုပ်ငန်းရှင်များကြောင်မြတ်လုပ်ငန်းရှင်များအကုန်သိပါတယ်လူကြီးမျိုးတို့တစ်ခေတ်တစ်ခါကလည်းလူကြီးမျိုးတို့ဗီဇာတွေအပိတ်ခံထားရတယ်လူကြီးမျိုးတို့ဘလို့ဒုက္ခရောက်ခဲ့တာလူကြီးမျိုးတို့အသိဆုံးပါအဲ့တော့2008ကြောင့်မဟုတ်ဘူးဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးပြီးဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးမှာပါခွင့်ပေးခဲ့လို့ကဘာကပြန်ဖွင့်ပေးတာအမေရိကန်ရှော့ပေးလိုက်တာသမ္မတအိုဘားမားရှော့ပေးလိုက်တာမစ္စစ်ကလင်ကန်ရှော့ပေးလိုက်တာဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးမှာပါခွင့်ပေးလို့ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ NLD မပါဘဲနဲ့မြန်မာနိုင်ငံဒီမိုကရေစီမသွားဘူးဒါအရှင်းကြီးပေါ်နေတာဘာဖြစ်လို့ကျွန်တော်ဒီစကားပြောလဲကျွန်တော် personal ပြောနေတာမဟုတ်ဘူးအဲ့ဒီဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုပြည်သူကတကယ်ထောက်ခံနေတာအဲ့ဒါအဖြစ်တရားအဲ့တော့ကျွန်တော်တို့အနောက်နိုင်ငံကြည့်တယ်ဆိုတာကပြည်သူကြည့်တဲ့ခေါင်းဆောင်ကိုကျွန်တော်တို့ကခေါင်းဆောင်လက်ခံတာပြည်သူရွေးတဲ့လူကိုကျွန်တော်တို့အသိမှတ်ပြုတာပြည်သူရွေးတဲ့ပါတီကိုအသိမှတ်ပြုတာလူကြီးမင်းတို့ပါတီတွေ PPP ကိုပြည်သူမရွေးတာအဲ့ဒါဘာမှမထူးဆန်းဘူးပြည်သူမရွေးဘဲနဲ့တိုင်းပြည်အုပ်ချုပ်လို့မရဘူးအဲ့ဒါဒီမိုကရေစီစနစ်မဟုတ်ဘူး2008လည်းမဟုတ်ဘူးလူကြီးမင်းတို့လက်ခံတာ2008လည်းမဟုတ်ဘူးအဲ့တော့ပြည်သူရွေးတယ်ဆိုတာကိုပြည်သူကထပ်ထုတ်ပြပြီးပြီဒါကြောင့်သူတို့နဲ့ပူးပေါင်းနေတော့ PPP ပါတီတို့ ANP ပါတီတို့မွန်ပါတီတို့ကရားပါတီတို့ကရင်ပါတီတို့တိကျစဉ်းစားကြပါဒီမိုကရေစီကိုယုံကြည်ကြတယ်ဆိုအဲ့ဒါအစင်မဟုတ်ဘူးလူကြီးမျိုးတို့တိကျစဉ်းစားပါအဲ့ဒါအားလုံးဒီလူတိုင်းအတွက်ထိခိုက်မှာလူကြီးမျိုးတို့အရေးဆုံးထိမှာမှန်ပါတယ်လူကြီးမျိုးတို့တဏှာတွေအားလုံးအနောက်နိုင်ငံမှာမရှိရင်ပြဿနာမရှိပါဘူးကျွန်တော်သိပါတယ်ခရိုနီများတော်များရဲ့ပတ်စံတွေအနောက်နိုင်ငံတွေမှာအကုန်ရင်းနှီးမြှုပ်နှံထားပြီးသားအကုန်လုံးသူတို့က freeze လုပ်လို့ခေါ်တယ်အကုန်လုံးထိမ့်သိမ်းခံရမှာအီတလီနိုင်ငံမှာအများကြီးရင်းနှီးမြှုပ်နှံဥရောပနိုင်ငံတွေမှာအများကြီးရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ်ဥရောပနိုင်ငံကလည်းအမေရိကန်ပြည်လိုက်လာမှာအမေရိကန်ရဲ့တပည့်ဒီဥရောပပဲမထင်ပါနဲ့အမေရိကန်ရဲ့တပည့်ဒီ UK ပဲကျွန်တော်တို့အနောက်ကဘာရဲ့နှစ်ချမ်းရှိတဲ့ထဲမှာဒီဘက်ခေါင်းဆောင်ဒီအမေရိကန်ပဲအမေရိကန်စရင်အကုန်စမှာအဲ့တော့အမေရိကန်လွှတ်တော်အမတ်တွေစရင်ဥရောပမှာရှိတဲ့လွှတ်တော်အမတ်တွေလည်းစမှာ UK လွှတ်တော်အမတ်တွေလည်းစမှာဒါဆိုဥရောပမှာတို့ရင်းနှီးမြှုပ်နှံထားသောဟိုတယ်ကြီးများပိုင်ဆိုင်ထားတဲ့လူတွေဘယ်သူတွေလဲလူချင်းမျိုးတို့သိပါတယ်လူချင်းမျိုးတို့ဥရောပမှာအီတလီနိုင်ငံမှာဘယ်လောက်ထိရင်းနှီးမြှုပ်နှံထားတယ်ပြင်သစ်မှာဘယ်လောက်ထိရင်းနှီးမြှုပ်နှံထားလဲကျွန်တော်တို့လန်ဒန်မှာဘယ်လောက်ထိရင်းနှီးမြှုပ်နှံလူချင်းမျိုးတို့အသိဆုံးပဲအဲ့ဒီပတ်စံတွေအားလုံး6လောက်ခံရမှာအဲ့ဒါအားလုံးဒီလူချင်းမျိုးတို့အခုနောက်မကြသေးပါဘူးတေချာစဉ်းစားပါတေချာစဉ်းစားကြပါဒါကြောင့် generation Z လူငယ်များကိုပြောချင်ပါတယ်ကျွန်တော်တို့ကဘာကနေပြီးတော့ကလေးငယ်များကိုကူညီနေပါပြီမိုရယ်လီစိတ်ပိုင်းဆိုင်ရာဟောလက်တွေ့ကျွန်တော်ပြောသလိုကျွန်တော်တို့ generation Z လူငယ်များမြန်မာနိုင်ငံသူနိုင်ငံသားများကိုစားရှေ့နေလိုက်ပေးနေပါပြီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဦးဆောင်သောအနောက်နိုင်ငံခေါင်းဆောင်များကမြန်မာနိုင်ငံပြည်သူပြည်သားများကိုစားတရုတ်နိုင်ငံကိုထိတ်တိုက်တွေ့ပြီးရှေ့နေလုပ်ပေးနေပါပြီတရုတ်အစိုးရကိုလည်းဖိအားပေးနေပါတယ်မင်းလူတွေမင်းထိန်းပါမင်းလူတွေကိုပြည်သူကိုတနက်ပြောင်းမလဲကြတယ်ကြောက်တော့တမန်ကျိုးပါနဲ့ထပ်ပြောရတယ်လုံးဝ violence မလုပ်ပါနဲ့ပြည်သူတွေရဲ့ဆန္ဒကို violence မလုပ်ပါနဲ့ထပ်ပြီးသတိပေးထားပြီးသားပါအဲ့တော့ကျွန်တော်ကိုကြည့်ရှုနေကြတော်သူများဒီသတင်းကို share ပေးပါလောက်ကြရှိတာကိုဉာဏ်ကိုလွှာသုံးကြပါလောက်ကြရှိတာဆက်လုပ်ပါကမ္ဘာပြည်သူများကမ္ဘာကောင်းဆောင်များဒီကျွန်တော်တို့အခုဒီမိုကရေစီကိုလိုလားနေကြတော့ဒီစနစ်ကြီးကိုမျှော်လင့်နေကြတော့မြန်မာနိုင်ငံသူပြည်သူပြည်သားများနဲ့တသားတည်းရှိတယ်ဆိုတဲ့အကြောင်းရင်းသက်သေလက္ခဏာတစ်ခုပါမင်္ဂလာပါကျွန်တော်သတင်းထူးထူးလို့တင်ပြပေးပါမယ်မင်္ဂလာပါ